အားလုံးစောင့်မျှော်နေကြတဲ့ကျွန်တော်ရဲ့ Bronica မမကြီးနဲ့ဂျပန် Fighter မိုက်တကယ်ကိုမှချမ်းတဲ့ဂျပန် Fighter မကာနာရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီဆိုတော့ Bronica ကတော့ဒါထိုးပွဲမတိုင်ခင်မှာဒီကနေ့မှာဆိုရင်အင်တာဗျူးတွေဖြေတယ်ပေါ့နော်ဆိုတော့ပြန်မဲ့ Fighter ဖြစ်တဲ့ကာနာပေါ်မှာလည်းအများကြီး respect ရှိတယ်ဒီတစ်ခါကျတော့သူ့အတွက်ကဒီပွဲကအရင်အောင်မှထူးဆန်းနေတယ်ဘာကြောင့်လဲဆိုတော့ဒီသူဟာပထမအဆုံးဒါ kickboxing ပွဲထိုးရမှာဖြစ်တယ်ပေါ့နော်သူကတန်တရှောက်လုံးမှာတခါမှ kickboxing ပွဲမထိုးဘူးတွေကကျတော့ဒီပွဲမှာကိုကဘယ်လောက်တထိဒါလုတ်ပြနိုင်မလဲဆိုတော့ကုကိုအရင်ကမှရင်ခုန်နေဆိုပြီးတော့ပြောတယ်ပေါ့နော်ပြန်မဲ့ fighter ဟာဒါဂျပန်မကြီးဟာကျွန်တော်တို့ K1 မှာလည်း kickboxing champion ဖြစ်ခဲ့ဘူးတွေပြီးတော့ကျတော့အသွေးဂျုံလေးအများကြီးတူးထက်ခြင်းနဲ့ပြီးတော့ကျတော့ white leg တီးတွေခြင်းနဲ့ပြီးတော့ကျတော့ဒီပြန်မဲ့ကိုတရဆက် PR ပြီးတော့ထိုးတာကဒါသူရဲ့အာသာချက်ဆိုပြီးတော့ဒါ Bronica ကပြန်မဲ့ fighter ရဲ့အာသာချက်တွေကိုဒီကနေ့မှာပြောပြလာတယ်ပေါ့နော်ဒါမဲ့ကိုထက်အခုလက်ရှိဂျပန် fighter မှာအများကြီးအဆင့်မြင့်တယ်ဆိုပေမဲ့အခုထိုးရမှာကြတော့သူ့ကိုလေအများကြီးကိုထက်အဆင့်မြင့်တယ်ကိုယ့်အကိုသိငယ်တယ်လို့လုံးဝမတွေးထားဘဲနဲ့ကိုကလေဒါ champion ဖြစ်ချင်တာဖြစ်တဲ့အတွက် champion စိတ်မွေးထားတဲ့အကြောင်းကိုက champion တယောက်ဖြစ်ချင်တာဖြစ်တဲ့အတွက်ဒါတကယ်ကိုမှထိတ်တန်း level တွေနဲ့ပဲတွေးရမှာဖြစ်တဲ့အတွက်အခုလိုမျိုးထိတ်တန်း level နဲ့တွေးရတာအမှန်တမ်းမိမိကိုလေးဂုံယူပြီးတော့ထိတ်တန်း level တွေကိုအနိုင်ရပြီး champion single win နဲ့ထိုက်တန်နေဆိုတာမိမိကိုလေးသက်တည်ပြချင်တဲ့အကြောင်းလေဒါကျွန်တော်တို့ Bronica ပြောသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ Bronica ဒါဒီပွဲမှာကောင်းမွန်လေးသိမလားဘယ်လိုပြောရမလဲ niche နဲ့ကောင်းကောင်းလေးနဲ့ကစားနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အရက်ကလေးကွာနေရဗျာ Bronica ကအရက်ပုံမြင့်တယ်ပြီးတော့ rich ပိုင်းပြီးတော့ကျတော့အသက်ပိုင်းဆိုင်ရာမှာလည်းဟိုက33နှစ်ကျွန်တော်တို့ Bronica ကအခုမှเนาะကျွန်တော်တို့20ခွန်စွန်းမရှိတယ်ဆိုတော့အများကြီးတားတယ်ပေါ့နော်ဆိုတော့ kickboxing ထိုးရမယ်ဆိုပေမဲ့လည်းပဲအများကြီးပါကျွန်တော်တို့ကျွန်တော်ရဲ့ Bronica ကမွေးထိုင်းကြီးပဲထိုးရဆိုပေမဲ့လည်းလက်ဤနဲ့အရင်ဝေးကွာတယ်သူတို့မဟုတ်ပါဘူးဒါကြောင့်ကျွန်တော်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်เนาะအကောင်းဆုံးလုပ်ပြဖို့ပဲလိုတာအများကြီးအလဲထိုးဖို့စိတ်မလောဘဲနဲ့ကျွန်တော်ရှီယာကွာနဲ့ပွဲတုန်းကလူပဲဗျအမှတ်နဲ့အနိုင်ရအောင်လှုပ်တင်နေပေါ့နော်အများကြီးစုဝင်ကိုကပြန်ထိနိုင်တယ်ပေါ့နော်ဟိုဘက်ကတကယ်ကို channel fighter ဖြစ်တဲ့အတွက် PR ပြီးတော့ ထိုးရသူဖြစ်တဲ့အတွက်ဒါကျွန်တော်သတိထားမှရမယ်ဆိုတော့ကျွန်တော်ထပ်ပြောချင်တာကကျတော့ဒါ Bronica လေးပြောရဲပေါ့နော်အခုဒါသူကဒီဂျပန်မောက်နိုင်နေဆိုရင်အခု Joshua Ban ကလည်း champion ကပတ်ကို test radar နဲ့ကာကွယ်ထားရဆိုတော့မြန်မာနိုင်ငံသားဆိုတာတကယ်ကိုမှမလွယ်ဘူးမြန်မာ fighter တွေကတကယ်မှမလွယ်ဘူးဆိုတာတော့ကဘာကတီးသွားလိမ့်မယ်ဆိုပြီးတော့ဒါပြောလာခဲ့တာဖြစ်ပြီး Joshua Ban နီးသူဂျပန်မောက်ကိုအခုကျွန်တော်သူ့အနေနဲ့ဖြိုပြမယ်လို့အသေးလေးကိုစိုးထားလိုက်တာပဲဖြစ်ပါတယ်အားပေးဖို့အဆင်သင့်ဖြစ်ကြပြီလားဗျာ